မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ Dr. Khai Essential Jerry Health YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ Dr. Khai ဖြစ်ပါတယ်။ဒီနေ့ကျွန်မတို့ပြောပြဆွေးနွေးပေးသွားမယ့်အကြောင်းအရာလေးကတော့ Before Dementia မတိုင်ခင်အဆင့်များအကြောင်းပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပါပဲ။ Dementia ဆိုတာကတော့ချက်ချင်းထပြီးတော့ဖြစ်လာတတ်တဲ့ယောဂမျိုးမဟုတ်ပါဘူး။ဒါကြောင့်မလို့သူ့မှာအဆင့်ပေါင်းများစွာရှိပါတယ်။အဲ့လိုပဲ severity မျိုးစုံလည်းရှိပါတယ်ရှင်။ကျမတို့ဆက်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်ပါရှင်။ကျမဒီနေရာမှာဥပမာလေးပြောပြချင်ပါတယ်။အသက်60ကျော်ရှိတဲ့အမျိုးသမီးတစ်ယောက်ဆိုပါစို့ပထမအစပိုင်းမှာတော့သူကတတိယမိလာတတ်တယ်ဘယ်လိုမျိုးမိတတ်လဲဆိုရင်ဥပမာအင်တော်တို့ကားတော်တို့စသဖြင့်ဒီတော်တွေကိုအထားမှားလာတတ်တယ်အဲ့လိုဖြစ်တာများတဲ့အခါမှာမိသားစုရဲ့တငယ်ချင်းတွေကဆက်စချင်းတော့ဒီလိုပဲလောင်ပြောင်တက်ကြတယ်ရီမောတက်ကြတယ်အဲ့လိုနဲ့ဘယ်လိုဖြစ်လာလဲဆိုတော့သူကချင်းဆိုထားမှုတွေပေါ့နော် appointment တွေဥပမာ medical appointment တွေဒါမှမဟုတ် business appointment တွေကိုသူကမိတက်လာတယ်အဲ့အခါမှာများသောအားဖြင့်ဒီလိုမျိုးလူတွေပြောကြတာကတော့အသက်အရွယ်ရလာလို့ပြောကြတယ်သို့ပေမဲ့ဒီလိုမျိုးဖြစ်လာတာလများကူးသွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ကျမတို့ဆက်ပြီးတော့ဒီ early signs and symptoms of cognitive impairment and dementia ကိုလေ့လာကြည့်ကြရအောင်လားရှင်ဒီနေရာမှာကျမ overview လေးတစ်ခုလောက်ပြောပြချင်တာကတော့dementia လို့ diagnosis เนาะအကြီးမတက်လိုက်ခင်မှာဘာတွေဖြစ်တတ်လဲเนาะအဲ့ဒါတွေကိုဘယ်လိုပေါ့เนาะ early detection เนาะစောစောစီးစီးနဲ့သိရှိဖို့ဘယ်လောက်အရေးကြီးလဲအဲ့လိုမျိုးသိရှိဖို့အတွက်ဆိုရင်ကျမတို့ကဒီ cognitive impairment လို့ခေါ်တဲ့ဒီကျမတို့ရဲ့အုံနောက်ကနေပြီးတော့လှုပ်ဆောင်ပေးနေတဲ့ကျမတို့ဒီ memory ဘိုင်းဆိုင်ရာ language ဘိုင်းဆိုင်ရာပြီးတဲ့အခါကျတော့ကျမတို့ရဲ့ thinking ability and process တွေပေါ့နော်ဒီ decision making capacity တွေဒါတွေကိုခြုံပြီးတော့ပြောလိုက်မယ်ဆိုရင်တော့ cognition လို့ပြောတယ်အဲ့ cognition ကနေပြီးတော့ချို့ယွင်းလာတယ်ဆိုရင်ကျမတို့က cognitive impairment လို့သုံးတယ်အဲ့လို cognitive impairment ဖြစ်လာတဲ့အဆင့်တွေရှိမယ်အဲ့ဒီအခါမှာဘယ်လို early warning signs တွေကိုကြိုသိထားရမလဲဆိုတာကိုကျမတို့ကဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့က cognitive impairment เนาะဒီကျမတို့ရဲ့အုံနောက် brain ကနေလုပ်ပေးတဲ့ဒီပုံမှန်လုပ်ပေးနေကြ function တွေချို့ယွင်းနေမချို့ယွင်းဘူးဒါမှမဟုတ်လည်းအသက်အရွယ်ကြောင့်ဖြစ်တဲ့ဟာဆိုတာကိုကျမတို့ကခွဲခြားသိဖို့လည်းလိုပြန်တယ်เนาะforgetfulness ပေါ့เนาะဒီတတိ memory loss ဖြစ်လာတိုင်းကcognitive impairment လား dementia ရဲ့အစလားအဲ့လိုတော့လည်းမဟုတ်သေးဘူးရှင်လူတွေအားလုံးဟာအသက်အရွယ်တဖြည်းဖြည်းနဲ့ကြီးလာကြရမယ်အဲ့တော့ normal aging မှာဆိုရင်ဘယ်လိုမျိုးလေးရှိတတ်လဲဆိုရင်တို့ကနည်းနည်းမိလျော့လာတာလေးရှိတယ်เนาะဒါက normal aging လည်းဖြစ်နိုင်သေးတယ်เนาะပုံမှန်ဆိုရင်လူမျိုးအသက်အရွယ်ရလာတဲ့အခါကျရင်တချို့เนาะမတွေ့တာမမြင်တာကြာသွားတဲ့လူတစ်ယောက်ရဲ့နာမည်ကိုဆက်စချင်းခေါ်လိုက်ဖို့အတွက်မိလျော့နေတာမျိုးရှိတတ်တယ်ပစ္စည်းလေးတွေအထားမှားတတ်တယ်ဒါပေမဲ့အထားမှားပေမဲ့လည်းသူတို့ပြန်ပြီးတော့လွယ်ကူရှာတွေ့တယ်တချို့ဒီပုံမှန်လှုပ်ဆောင်နေကြပေါ့နော် decision making process တွေနည်းနည်းလေးနော် process လုပ်တာလေးနည်းနည်းနှီးလာတာရှိတတ်တယ်အဲ့လိုရှိတိုင်းလည်းနော်ဒါ dementia ရဲ့ sign တွေအဲ့လိုတော့လည်းမဟုတ်သေးဘူးပုံမှန် normal aging မှာတချို့တွေလည်းဖြစ်တတ်တာမျိုးရှိပါတယ်ရှင်အဲ့တော့ကျမတို့ကခုနပြောတဲ့ normal aging မှာဖြစ်တတ်တဲ့သတိမေ့တတ်တာเนาะ memory loss လေးပြီးတဲ့အခါကျတော့ thinking process လေးတွေ slow down ဖြစ်လာတာအဲ့ဒါတွေကိုဆက်ပြီးတော့စောင့်ကြည့်ရမယ်ပေါ့နော်normal aging လားဒါမှမဟုတ် disease ဘက်ကိုကူးပြောင်းနေပြီလားဆိုတာအကယ်၍ဒီလိုဖြစ်လာတာတွေကပိုပြီးတော့စိတ်လာမယ်ပိုပြီးတော့သိတာလာမယ်ဆိုရင်တော့ဒါကျမတို့ကဒါလူကြီးမိဘတွေကိုပေါ့နော်ဘယ်အဆင့်ကိုဖြစ်နေပြီလဲဆိုတာကိုကျမတို့ဆက်ပြီးတော့နည်းနည်းအသေးစိတ်လေးအနီးကပ်လေးgroup တစ်စိုက်လေးနဲ့စောင့်ကြည့်ပြီးတော့လိုအပ်တယ်ဆိုရင်ဆရာဝန်ကိုစောစောစီးစီးတိုင်ပင်ဆွေးနွေးတာမျိုးတွေပြုလုပ်တင်တယ်ဒီမှာဆိုရင်ပထမအဆင့်အနေနဲ့ဆိုရင် mind cognitive impairment ဒါကဘယ်လိုမျိုး
ဥပမာပြရမလဲဆိုရင်ဥပမာပေါ့နော်ဥပမာဒီအမျိုးသားတယောက်ကသူကအမြဲတမ်းဒီ coffee ဆိုင်ပေါ့နော်ဒီ retire ယူပြီးတဲ့နောက်မှာကားမောင်းပြီးတော့သွားတတ်တယ်အိမ်ကနေမိနစ်20လောက်မောင်းရတယ်ပုံမှန်သွားနေကြလမ်းပဲဒါပေမဲ့စပြီးတော့လမ်းလေးတွေနည်းနည်းလွဲလာတာမျိုးလေးရှိလာတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့သူသွားချင်တဲ့ coffee ဆိုင်ကိုစိုက်မြောက်ရောက်သွားတယ်ဆိုတော့ဒါစပြီးတော့တတိမိတတ်တဲ့လက္ခဏာလေးတော့ပြပြီဒါပေမဲ့သူ့ရဲ့ daily living activities တွေပေါ့ပုံမှန်လုပ်နေကြအလုပ်တွေကိုပြတ်လောက်တဲ့အထိမဟုတ်သေးဘူးဒါဆိုရင်ကျမတို့ကဒီအဆင့်ကိုဆိုရင် mind cognitive impairment ကိုဒါကျမတို့ဒီအဆင့်ကိုသတ်မှတ်တယ်ရှင်သူထက်နည်းနည်းလေးပို့ပြီးတော့ဆိုးလာမယ်ဥပမာသူလုပ်နေကြသွားနေကြအလုပ်တွေကိုပေါ့နော်ပုံမှန်ဒီ appointment တွေကိုပို့ပြီးတော့ဒီမြလျော့လာတာမျိုးဒီသွားနေကြနေရာတွေတောင်မှတိတ်ပြီးတော့မသွားနိုင်တော့ဘူးဆိုရင်ဒါဆိုရင်တော့ဒီအဆင့်ကတော့အမျိုးမျိုးရှိမယ်အဲ့ဒါကတော့ကျမတို့ objective assessment တွေပေါ်မှာမူတည်မယ်လူတစ်ယောက်နဲ့တစ်ယောက်နဲ့မတူနိုင်ဘူးဒါပေမဲ့ဒီအဆင့်တွေအားလုံးအားဆိုရင် before dementia dementia ဆိုရဲဒီကျမတို့ခေါင်းစဉ်အကြီး diagnosis မတက်ခင်မှာအဲ့လောက်ထိမဆိုးရသေးတဲ့အဆင့်လေးတွေကိုစပြီးတော့သိရှိနိုင်မယ်ဆိုရင်ကြိုပြီးတော့မဖြစ်သင့်တာမဖြစ်အောင်ကြိုပြီးတော့ကာကွယ်နိုင်လို့ရတယ်ရှင်ဆိုတော့တခြားဘာလေးတွေဖြစ်တတ်လေလဲဆိုရင်ဒီလိုမျိုး cognitive impairment မှာဆိုရင်ပေါ့နော်သူက question တစ်ခုကိုဆိုရင်သူက3-4ခါလောက်ပြန်ပြီးတော့5မိနစ်တစ်ခါ10မိနစ်တစ်ခါအဲ့လိုပြန်မေးနေတတ်တယ်ပြီးတော့သူကrecently သူဥပမာ conversation တစ်ခုတငယ်ချင်းနဲ့ဖြစ်ဖြစ်ပြောခဲ့တာမျိုးတွေကိုလည်းသူကမမှတ်မိတတ်တော့ဘူးပြီးတော့ difficulty in planning သူကဘယ်လိုမျိုးလဲဆိုတော့ဒီလိုဥပမာပေါ့နော်အိမ်ရှင်မတယောက်အမြဲတမ်းဟင်းချက်တာဟင်းနေမထအောင်ချက်တတ်တယ်အမြဲတမ်းမိသားစုဟင်းမထအောင်ချက်ကျွေးတယ်ဒါပေမဲ့အခုစပြီးတော့သူက planning လုပ်တဲ့အခါမှာဘာချက်ရမလဲဆိုတာမျိုးတွေပြီးတော့ဟင်းတွေထက်လာတာမျိုးတွေပြီးတဲ့အခါကျတော့တခြား planning လုပ်တဲ့ခရီးသွားမဲ့ planning တွေရင်တော့လုပ်နိုင်တယ်အခုမလုပ်နိုင်တော့ဘူးအဲ့လိုမျိုးတွေစပြီးတော့ changes လေးတွေတွေ့လာမယ်ပြီးတော့တချို့တွေမှာဆိုရင် word finding difficulty ဆိုတာစကားအစရှာလို့မရဘူးထိအားဖြစ်နေမယ်ပြီးတော့တချို့တွေကသွားနေကြနေရပဲအိမ်ကနေပြီးတော့2လမ်း3လမ်းကျော်ကော်ဖီဆိုင်အရင်တော့ဆိုရင်သွားနိုင်တယ်အခုဆိုရင်လမ်းနေပြောက်ပြီးတော့လင်းနေရတခါစီအိမ်အောင်ပြန်မရောက်လာချင်တော့ဘူးအဲ့လိုမျိုးကြီးဖြစ်လာတာမျိုးပြီးတဲ့အခါကျတော့သူက mood and personality changes တချို့တွေမှာဆိုရင်အရင်တော့အရန်ကိုနော်အေးချမ်းပြီးတော့အရန်ကိုကိုင်းဖြစ်တဲ့လူတယောက်ရုပ်ချက်ကြီးနော်နောက်တစ်ယောက်လိုမျိုးပြောင်းသွားတယ်အရန်စိတ်တူစိတ်ဆက်လာတယ်ဒါမျိုးလေးဟာဆိုရင်အားလေးဝင်နေဆိုင်နေပဲဖြစ်ပါတယ်ကျမတို့ကနော်ဘယ်ဟာတွေက risk factors တွေလဲဘယ်လိုယောဂအခြေအနေတွေကတော့ reversible causes နော်ကုသလို့ပျောက်ကင်းနိုင်တယ်ဆိုတာကိုသိရှိဖို့လိုတယ်ပထမအားဖြင့်တော့ဒီအသက်အရွယ်ပေါ့နော်အသက်အရွယ်ကြီးတဲ့လူတွေမှာဆိုဒီ brain disorder dementia cognitive impairment ပိုဖြစ်တတ်တယ်ပြီးတဲ့အခါကျတော့ဒီနာတာရှည်ယောဂတွေပေါ့နော် chronic diseases တွေအဲ့ဒါတွေကတော့ကျမတို့အားလုံးသိကြတဲ့နော်သွေးတိုးဆီးချိုပြီးတဲ့အခါကျတော့လေဖြတ်ယောဂများဖြစ်တယ်ဘာလို့လဲဆိုတော့သူကဒီအုံနောက်သွေးကြောလေးတွေမှာတွားပြီးတော့နော် disorder လေးတွေဖြစ်တဲ့အခါကျတော့ blood supply တွေအုံနောက်ကိုတွားတဲ့အခါနေတဲ့အခါမျိုးတွေဒီယောဂတွေအကုန်လုံးကသက်ဆိုင်နေပေါ့နော်ပြီးတဲ့အခါတခြားယောဂလေးတွေပေါ့ဥပမာဒီ hormone disease ဖြစ်တဲ့ thyroid disorder တို့တချို့တွေဆိုရင်ဒီ vitamin B12 deficiency ပေါ့နော်ဒီအစားအစာမှာဒီ B12 တက်မလုံလောက်တာဖြစ်ဖြစ် stomach ကနေပြီးတော့ absorption နည်းနေတာပဲဖြစ်ဖြစ်အဲ့လိုယောဂမျိုးလေးတွေရှိရဲဆိုရင်လည်းသူကဒီ cognition ကိုပေါ့ cognitive impairment ကိုဖြစ်စေတယ်နောက်အရေးကြီးတဲ့ယောဂကတော့ depression ပေါ့နော်တချို့က depression ဖြစ်လို့ဖြစ်နေမှန်းမသိဘူးအဲ့ဒီအတွက်ကြောင့်လို့စိတ်ကူးတမှုမခံရဘူးနောက်ဆုံးမှသူက depression ကနေပြီးတော့ dementia လုံးဖြစ်သွားတယ်အဲ့တော့ depression ဖြစ်ရင်လည်းဖြစ်မှန်းသိပြီးတော့ကုသမှုခံယူဖို့အရေးကြီးတယ်နောက် sleep disorder ဆိုတာဒီညပိုင်းအိပ်တဲ့အခါမှာအရင်ဟောက်တယ်ပြီးရင် oxygen တွေနော်ဒီ blood level မှာနေရပေါ့အဲ့ခါကျရင် brain ကလည်း hypoxia ဖြစ်ပြီးတဲ့အခါကျတော့နော်ဒီ dementia ကိုပိုပြီးဖြစ်စေရပေါ့တချို့medication တွေပေါ့စ
side effect ကိုမသိပဲနဲ့နှစ်ရှည်လများပေါ့နော်တောက်ထားမိတဲ့လူတွေမှာလည်းဒီလို cognitive impairment တွေဖြစ်စေတတ်တယ်အဲ့တော့နောက်အရေးကြီးတာကဘယ်လိုအချိန်မျိုးမှာဆိုရင်တော့ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မှုပြုရမယ်ဆိုရင်အဲ့လိုမျိုး memory ကြောင့်မလို့နေ့စဉ်နော်ဒီ daily life မှာနော်လာပြီးတော့impact တွေရှိနေတာမျိုးပြီးရခါကျတော့ safety ပေါ့နော်ဒီတအိမ်လုံးရဲ့မိသားစု safety ရောဒီဖြစ်နေတယ်နော်ဒီပုံကိုယ်ရဲ့ safety ရောပေါ့ဥပမာဆိုရင်ဟင်းရိုးတည်ထားတယ်ပေါ့နော်ဒီမိဖို့ပိတ်ဖို့ပြီးသွားတယ်ဒါဆိုအိမ်အတွက်မိအန္တရာယ်ရှိနိုင်တယ်တချို့ကကြတော့ဒီနာတာရှည်ဒီ chronic disease တွေရှိပေမဲ့အရင်ကဆေးတောက်တယ်မှန်တယ်အခုကျတော့တတိတွေမိလာတဲ့ခါကျဆေးလည်းမတောက်ဖြစ်တော့ဘူး။ကြောင်နဲ့ပြတဲ့ခါကျတော့ control တွေကမကောင်းတော့ဘူး။အဲ့ခါမှာdementia ကိုဖြစ်စေရပေါ့နော်။တချို့ကျတော့လေဒီသွားနေကြနေရတယ်အရင်တော့သွားနေတာအဟုတ်ပဲအခုကျတော့လမ်းနေခဏပြောက်တယ်အိမ်ပြန်မရောက်တော့ဘူးအဲ့လိုမျိုးတွေဖြစ်လာတယ်။တချို့တွေကျတော့ behavior changes တွေအရင်သဘောကောင်းတဲ့လူကနေရုပ်ချက်ကြီးနောက်တစ်ယောက်ပြောင်းသွားတာမျိုးအဲ့လိုမျိုးအခြေအနေမှာဆိုဆရာဝန်နဲ့ဆွေးနွေးပြီးတဲ့အခါကျကုသမှုအရင်ဆုံးခံယူအဲ့တော့ကျမတို့ကprevention လုပ်မယ် early detection လုပ်မယ်စသဖြင့်ပေါ့နော်အဲ့တော့ဘာတွေလုပ်လို့ရလဲ what can we do early ဆိုတော့ယောဂတိုင်းရဲ့နော်ဒီ lifestyle ရဲ့အကုန်လုံးကဆိုရင်ကျမတို့အငြင်းအားပေးတာကတော့ eat healthily နော်healthy diet တွေ healthy choice တွေလုပ်ပါဒီလိုမျိုး avocado blueberries broccoli eggs and salmon and then greeny leaf walnuts and dark chocolate နော်စသဖြင့်ဒါတွေကနော်ကျန်းမာရေးကောင်းစေတယ် dementia မှာမဟုတ်ဘူးကျန်းမာရေးအားလုံးအတွက်ကောင်းစေတယ်ပြီးရခါကျနံပါတ်2အရေးကြီးဆုံးကတော့ exercise လုပ်ပါ stay physically active အနည်းဆုံးတော့မိနစ်30 30 minutes လောက်လမ်းလျှောက်ပါ light exercise လေးတွေ cardio လုပ်တာ aerobic လုပ်တာလုပ်နိုင်တယ်တချို့ကျတော့ gardening ကိုအရင်ဝသနာပါတယ်အဲ့ဆိုရင်အရင်ကောင်းတယ် gardening လုပ်ပါပြီးတဲ့အခါကျတော့ကျမတို့ရဲ့ brain ကိုနော်အမြဲတမ်း keep active နော်ဘယ်လိုထားမလဲဘယ်လို keep active ဖြစ်နေအောင်နေမလဲဆိုရင်အမြဲစာဖတ်နေမယ်စာရေးရှာဖတ်မယ်ဗုဒ္ဓတာ channel တွေကြည့်မယ်ပြီးတော့ learning new skill နော်ကိုဥပမာ language အသစ် learning လုပ်ချင်တယ်ဆိုလဲ new skills တွေ language skills တွေဘယ်လို skills မျိုးဆိုကျမတို့လုံးနေသိမယ်ပြီးတဲ့အခါကျတော့ games တွေပေါ့နော်ဥပမာ games ဝါသနာပါတဲ့လူတွေဆိုရင်memory ကို improve ဖြစ်မဲ့ brain ကို stimulation ဖြစ်တဲ့ games လေးတွေဆော့တင်တယ်ပြီးတဲ့အခါကျတော့ social interaction လေးတွေဆက်ပြီးတော့လုပ်ပေးတယ်အဲ့တော့ကျမတို့ကခုနကျမတို့ပြောရဲနော်ဒီဥပမာဒီ chronic disease ရှိတဲ့လူတွေဆိုရင် blood pressure control ကောင်းကောင်းလုပ်မယ် diabetes control ကောင်းကောင်းလုပ်မယ် cholesterol တွေလျှော့ချမယ် blood pressure control ကောင်းကောင်းလုပ်မယ် diabetes control ကောင်းကောင်းလုပ်မယ် cholesterol တွေလျှော့ချမယ်ဒါဆိုရင်ဒါက prevention တစ်မျိုးပဲနော်ပြီးရခါကျတော့နောက်အရေးကြီးဆုံးကကြတော့ဒီ good sleep and enough hydration ပေါ့နော်ကောင်းကောင်းအိပ်မယ်အေးကိုအနည်းဆုံး9နာရီလောက်ရအောင်အိပ်မယ်ပြီး relaxation ကိုယ်ကိုယ် relax ဖြစ်နေအောင်လုပ်မယ် meditation တွေလုပ်တယ်နော် on the other hand အဲ့လိုပဲကျမတို့ရဲ့ brain တိထားမှာကျမတို့ရဲ့ခန္ဓာကိုယ်မှာရေဓာတ်နဲ့ဖွဲ့စည်းထားရေဓာတ်ကအများဆုံးအဲ့လိုပဲကျမတို့ရဲ့ brain ကလည်းရေဓာတ်အများဆုံးပဲအဲ့တော့အနည်းဆုံးရေကိုတော့ဥပမာတခြားနှလုံးနဲ့ကြောက်ကက်တို့ယောဂမရှိတဲ့လူတွေပုံမှန်ဘာယောဂမှမရှိဘူးဆိုရင်ကျမတို့ရေကိုအနည်းဆုံး1.5 liter လောက်တောက်ပေးတင်တယ်ခွက်နဲ့ဆိုရင်တော့6 to 8 glasses ပေါ့နော်1 glasses မှာဆိုရင်ဥပမာ200 250ပေါ့ depends on your glass ပေါ့နော် cells တွေဟာဆိုရင်အဲ့လိုမျိုးလေးကျမတို့တောက်ပေးတင်တယ်ဘာလို့လဲဆိုတော့ hydrated brain ပေါ့ရေဓာတ်ပြည့်ဝနေတဲ့ဦးနှောက် cells တွေဟာဆိုရင် perform better ကျမတို့ performance ကောင်းကောင်းပေးမှာပါဒါကတော့ကျမဒေါက်တာခိုင် essential cherry health ကဆောင်ပုံလေးပေါ့နော်ကျမတို့ကကျမတို့ရဲ့မိဘဆွေမျိုးတွေအားလုံးကိုပျော်ရွှင်ကျန်းမာစွာနဲ့သူတက်ကြီးကပါကိုတည်ဆောက်ဖို့အတွက်ကျမတို့ကတစ်ဖက်တစ်လမ်းကနေပြီးတော့ကူညီပေးကြမယ်ဒီစိတ်ပညာနဲ့ကူညီပေးကြမယ်အတွက်ကူညီပေါ့ရှင်အခုလိုမျိုးကျမဆွေးနွေးပြောပြပေးသွားတဲ့
before dementia ကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အကယ်၍ကျမရဲ့ channel လေးကိုနားထောင်ခြင်းအပြင် post လေးတွေဖတ်ခြင်းအပြင်မိဘပြည်သူတို့အားလုံးကိုဘုဒ္ဓတရားစေတဲ့ကျမရေးနဲ့ပတ်သက်တဲ့အထောက်အကူဖြစ်စေတဲ့ကြိုက်နှစ်သက်တဲ့ဆိုရင် like and share and subscribe at Dr. Khai Essential Cherry Health လုပ်ပေးကြပါရှင်ပျော်ရွှင်ကျန်းမာချမ်းသာအေးချမ်းတဲ့ဘဝလေးအမြဲတမ်းပိုင်ဆိုင်ကြပါစေရှင်နောက်ထပ်တွေ့ကြပါမယ်